သောမေတ္တာမိရဲ့နှွေသောရင်ခွင်တွေကိုတာပြန်လာခွင့်ရခြင်းပြီသုံးမိုက်သူနောင်တတဲ့သူသားလေးတိတ်တပုတ်ပြန်လေကြရောက်မိကိုနေတိုင်းဥခန့်ရင်မိကျေးသူတရားတာတနေ့မှပြန်ဆက်ခွင့်ကိုသာတာဘဝမှာမျော်လင့်ထားဆုံးအရာလွမ်းလို့ရဲ့မငိုလိုက်နဲ့အမေမိဘမျက်ရည်ကြွေမှဆိုတဲ့သားလိမ်မတယောက်ဖြစ်ချင်တယ်မေရိတ်ကိုစွန့်သွားခဲ့ပြီးသားလဲတနေ့မှမပြောပါဘူးအမေသားယုံကြည်ချမ်းမှုပညာဒီလမ်းပေါ်မှာဘဝတိတ်ပေးစံတဲ့ချင်းနေဆိုတာဘဝမှာတကယ်တော့ချင်းတပုတ်ပါဒီကဘာမှာစာတိုးစရာမရှိတဲ့မေတ္တာကဘာတီနေပကံလွဲသောလက်ကျင်ကြည်သူရှင်အောင်မြင်ခြင်းရောက်တော့မယ်မနဲ့ပြန်နိုင်မှာမေမေရဲ့မငိုဖြစ်တဲ့လွမ်းနေကြိုနေမှာကြောတက်ကမေချော့ခဲ့စီပြစ်မဲ့ကလေးဘွားနကပြန်မရတော့မေရင်ငွေနဲ့မွေးချင်မှုခုလောက်ဆိုတယောက်တည်းမိမှာတောင်းလို့ကြည်လဲစီဒီကလေးမှာနေတဲ့စူတောင်းပေးနေရှာရင်နိုင်ဖြစ်တော့တာအတွက်ရဲ့ရတဲ့မိတဲ့အမေရဲ့မေရိတ်တာထောင်ရအေးချမ်းနေလွမ်းလို့ရဲ့မငိုလိုက်နဲ့အမေမိဘမျက်ရည်ကြွေမှဆိုတဲ့သားလိမ်မတယောက်ဖြစ်ချင်တယ်မေရိတ်ကိုစွန့်သွားခဲ့ပြီးသားလဲတနေ့မှမပြောပါဘူးအမေသားယုံကြည်ချမ်းသူပညာဒီလမ်းပေါ်မှာဘဝတိတ်ပေးစံတဲ့ချင်းနေဆိုဘဝမှာတကယ်တော့ချင်းတပုတ်ပါဒီကဘာမှာစာတူတရားမရှိတဲ့မေတ္တာကဘာတီနေပကံလွဲသောလက်ကျင်ကြည်သူရှင်အောင်မြင်ခြင်းရောက်တော့မယ်မနဲ့ပြန်နိုင်မှာမေမေရဲ့မငိုဖြစ်တဲ့လွမ်းနေကြိုနေမှာကြောတက်ကမေချော့ခဲ့စီပြစ်မဲ့ကလေးဘွားနကပြန်မရတော့မေရင်ခွေနဲ့မွေးချင်မှုခုလောက်ဆိုတယောက်တည်းမိမှာတားလို့ကြည်လဲစီဒီကလေးမှာနေတဲ့စူတောင်းပေးနေရှာရင်နိုင်ဖြစ်တော့တာအတွက်ရဲ့ရတဲ့ပေးတဲ့အမေရဲ့မေရိတ်တာထောင်ရအေးချမ်းနေ